အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဒီနေ့မှာကျွန်တော်တို့အတူတကွာလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်လေးကတော့ဘုံမပြောက်စေနဲ့ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ဖျားဘုံထဲမှာနေခြင်းကဘာကြောင့်လိုအပ်ရတာလဲဘလောက်တောင်အရေးကြီးလဲဆိုတာမနေ့ကလေ့လာပြီးတဲ့နောက်မှာဒီနေ့မှာတော့ဘုံပြောက်သွားတဲ့အခါမှာဘာဖြစ်လာလဲနော်ဘာဖြစ်သွားလဲဆိုတဲ့အရာကိုလေ့လာကြည့်ကြရအောင်။လူတွေမှာဘုံပြောက်သွားတဲ့အခါမှာဘာဖြစ်လာလဲဒီမေးခွန်းကအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်သေချာစဉ်းစားကြည့်ရအောင်အာရန်နဲ့အေဝါကိုဘုရားသခင်ကသူ့ရဲ့ဘုံနဲ့ပက်ရစ်လွှမ်းခြုံထားတော့ကသူတို့ကရှက်ကြောက်ခြင်းနဲ့ကင်းလို့ကြတယ်နော်ဖျားစကားကိုနားမထောင်ပြီးလို့အပြစ်ထဲကျဆင်းသွားတဲ့အခါမှသာသူတို့ကအဝတ်ချီးစီဖြစ်ကြောင်းကိုသိရှိသွားပြီးတော့မှရှက်ကြောက်လာကြတာဖြစ်တယ်။နော်ဆိုလိုတာကဖျားဘုံနဲ့ပြည့်နေတော့ကဘာအပူပင်မှမရှိဘူးရှက်ကြောက်စရာအကြောင်းလည်းမရှိခဲ့ဘူး။ဘုံပြောက်သွားတဲ့အခါကျမှရှက်ကြောက်လာတယ်စိုးရိမ်ပူပန်လာတယ်နော်အထံတော်ကနေထွက်ပြေးချင်လာတယ်ဖျားသခင်နဲ့မိတ္တဟာယဖွဲ့ဖို့မလုပ်ချင်တော့ဘူးဖျားရဲ့အဝေးမှာနေပြီးတော့မှအဖြစ်ကိုဖုံးကွယ်ချင်ကြတယ်ဆိုတော့ဒီအရာတွေကဘုံပြောက်သွားတဲ့အခါမှာဖြစ်လာတဲ့အရာတွေပဲနော်ဒါကြောင့်ဒီနေ့မှာကျမတို့တွေဒီလိုမျိုးရင်ဆိုင်ကြုံတွေ့နေရလားသိစီမှာရှက်ကြောက်စရာအကြောင်းတွေရှိလာမယ်အရာရာကိုစိုးရိမ်ပူပန်နေတယ်ဖျားသခင်နဲ့မိတ္တဟာယမဖွဲ့ခြင်းမှုနော်ဖျားသခင်နဲ့မိတ္တဟာယဖွဲ့ဖို့ဆိုလို့ရှိရင်မလုပ်ချင်ဘူးအိမ်ငိုက်လာတယ်ထွက်ပြေးချင်တယ်နော်ဆုတောင်းမှာကျမ်းစာဖတ်ပါဆိုလို့ရှိရင်ဒီအရာကိုလုံးဝမစာငတ်ဘူးနော်ဖျားရဲ့အဝေးမှာသွားပြီးတော့မှအိုးငါကဖျားရဲ့တန်ရှင်းခြင်းနဲ့ဖျားရဲ့ခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ပါဘူးဆိုမှဟာလားကိုယ့်ရဲ့အပြစ်ကိုဝန်ချဖို့နေနေတာအပြစ်ကိုဖုံးကွယ်ပြီးတော့ဖျားရဲ့အဝေးမှာပဲနေချင်တယ်ဒီဟာကဘာကြောင့်လဲဘုံပြောင်းနေလို့ဖြစ်တယ်။ကျမတို့ဘုံတော်ကိုစာငတ်ဖို့အရေးကြီးတယ်။ဘုံတော်ထဲမှာနေဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်။နော်ဒီအရာတွေကဘုရားရဲ့ဘုံတော်ရဲ့လွှမ်းခြုံခြင်းကိုမခံစားရလို့ရှိရင်ဒီလူတိုင်းမှာဖြစ်လာတာဖြစ်တယ်။ယုံကြည်သူဖြစ်သည်ဖြစ်စေယုံကြည်သူမဟုတ်ဘူးဖြစ်စေဘုံပြောက်သွားလို့ရှိရင်ဒီအရာတွေကခံစားရတာဖြစ်တယ်။ဒါကြောင့်အာရန်အေဝါလိုပဲဒီအခုလူတွေကလည်းလက်ရှိအချိန်မှာလိုအပ်နေတဲ့အရာကဘုံတော်ကိုလိုအပ်နေတာဖြစ်တယ်။နော်ဖခင်ရဲ့ဘုန်းတော်နဲ့ပြည့်စေဖို့ရန်အတွက်ယုံကြည်သူတွေကလည်းမတ်တက်ရမယ့်အချိန်ခါလည်းဖြစ်တယ်။နော်သင်ထားတော်လင်းတော်သင်၏အလင်းရောက်လာပြီးထာဝရဘုရား၏ဘုန်းတော်သည်သင်၏အပေါ်မှာပေါ်ထွန်းလျက်ရှိ၏။အာမင်။ဒီကျမ်းပိုက်လေးကိုကျွန်မအရင်သဘောကျတယ်။နော်ဟေရှာယအခန်းကြီး60အငယ်1ကျွန်တော်တို့တွေအပေါ်မှာဘုရားသခင်ရဲ့ဘုန်းတော်ကတည်နေပြီဆိုမှကျွန်တော်တို့ဘာကိုလိုအပ်တော့မလဲ။ဘာမှမလိုတော့ဘူးကျွန်တော်တို့မှာစိုးရိမ်စရာမလိုအပ်ဘူးเนาะမနေ့ဖြန်အတွက်ဘာလုပ်ရမလဲဘယ်လိုနေရမလဲအော်ဒီအရာတွေဘာမှစိုးရိမ်စရာမလိုเนาะရင်သူကဘယ်လိုလာတိုက်ခိုက်မှလဲအမလီငါတို့ကစာရန်ရဲ့သွေးဆောင်ခြင်းထဲမှာကြာရှုံးသွားရမှာလားဘာလဲစီးပွားပြက်ကတ်တွေကကြာဆင်းနေပြီเนาะလူတွေကဘယ်လိုမျိုးအိုးနေထိုင်ရတော့မလဲကုန်စည်နှုန်းတွေကကြီးလာပြီဒီအရာတွေအားလုံးကျွန်တော်တို့ဘာမှစိုးရိမ်စရာမလိုအဲ့ဒါကဘယ်ထဲမှာနေရင်ရလာမယ့်အသက်တာလဲဆိုရင်ဘုံတော်ထဲမှာနေလို့ရှိရင်ရရှိလာမယ့်အသက်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဘုံတော်ထဲမှာရှိနေစေဖို့ဖခင်ရဲ့ဘုံတော်ကျွန်တော်တို့စီမှာလွှမ်းခြုံခြင်းခံရဖို့ကျွန်တော်တို့ဘာတွေလုပ်ရမလဲ။ဖခင်သခင်ကိုချီးမွမ်းကိုးကွယ်ရမယ်။ဖခင်သခင်နဲ့မိတ္တဟာယဖွဲ့ရမယ်။ကျွန်တော်တို့ရှိနေတဲ့လေထုကိုကောင်းချီးပေးရမယ်။ကိုယ့်ရဲ့ကိုယ်စိတ်ဝိညာဉ်တန်ရှင်းခြင်းရှိရမယ်။ဝိညာဉ်တော်ဖခင်ကိုနေရာပေးရမယ်။နောက်ဒီအရာကကျွန်တော်တို့အရေးကြီးဆုံးပဲဖြစ်တယ်။ဟေရှာယအခန်းကြီး26အငယ်20ထဲမှာပြောထားတဲ့ဒီအရာလေးကလည်းအင်မတန်မှအရေးကြီးတယ်။အဲ့ဒါကဘာလဲဆိုတော့ပုံရှောင်ရာနေရာဆိုတဲ့ဒီစကားစုလေးဖြစ်တယ်။နောက်ဆိုလိုတာကဘာလဲဆိုဘုရားသခင်ရဲ့ကွယ်ကာယာဘုန်းတော်ရှိရဲ့နေရာနောက်တနည်းအားဖြင့်အတွင်းဆုံးခန်းဆိုတဲ့အရာကကျွန်တော်တို့ပုံရှောင်လို့ရတဲ့အကောင်းဆုံးနေရာဖြစ်တယ်။ငါဤလူတို့လာကြအတွင်းခန်းထဲသို့ဝင်၍သင်တို့ကွယ်ကာသောတကားများကိုပိတ်ထားကြအမျက်ကာလလွန်သည့်တိုင်အောင်ခဏသာပုံရှောင်၍နေကြလော့အာမင်ဆိုတော့ဖျားသခင်ထံကိုကျွန်တော်တို့တိုးဝင်ချင်းကပ်ဖို့ဆိုလို့ရှိရင်နော်ဟိုးအတွင်းဆုံးခန်းထဲထိရောက်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်နော်အထံတော်ကိုတိုးဝင်ချင်းကပ်ပြီးတော့မှဒီမျက်မှောက်တော်ရှိတဲ့ကွယ်ကာယာဌာနထဲမှာနေဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုးအတွင်းဆုံးခန်းထဲမှာနေဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်နော်ဖျားသခင်ကမောရှေကိုတဲတော်ဆောက်ခိုင်းတဲ့အခါမှာနော်အတွင်းခန်းနဲ့အတွင်းဆုံးခန်းဆိုပြီးတော့မှနှစ်နေရာရှိတာဖြစ်တယ်အဲ့ဒီရဲ့ဟိုးအတွင်းဆုံးခန်းကတကယ်ရစ်ပရောဟိတ်အကြီးတွေကတစ်နှစ်မှတစ်ခါဝင်ပြီးတော့မှတခြားသူတွေရဲ့အပြစ်ကိုကိုစားပြုပြီးတော့မှဝန်ချတောင်းပန်ရတာဖြစ်တယ်ဆိုတော့အဲ့ဟိုးအတွင်းဆုံးခန်းထဲမှာပဲဘုရားသခင်ရဲ့ဘုန်းတော်နဲ့လင်းတာဖြစ်တယ်။ဒါကြောင့်မို့လို့ကျမတို့ကဟိုးအတွင်းဆုံးခန်းထဲထိရအောင်တိုးဝင်ချင်းကပ်ဖို့အရေးကြီးတာဖြစ်တယ်။ဒါကြောင့်မို့လို့
မောရှေကထာဝရဘုရားရဲ့ဒီဘုန်းတော်ကိုမြင်တွေ့ရဖို့တောင်းဆိုတဲ့အခါမှာနော်ဘုရားသခင်ကမောရှေကိုကြောက်ပေါ်မှာရက်ပြီးတော့မှနော်သူ့ရဲ့ဘုန်းလျှောက်သွားတဲ့အခါမှာမောရှေကိုကြောက်ကြားထဲမှာဝှက်ထားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ငါဘုံလျှောက်သွားသောအခါတင့်ကိုကြောက်ကြားနိုင်ငါသွင်းထား၍ငါကြွသွားသည့်အခိုက်တင့်ကိုငါလက်နဲ့ဖုံးအုပ်မိတဲ့နော်ဆိုတော့ကျမတို့ကဘုရားသခင်ရဲ့ဘုန်းကိုမြင်ရဖို့ဆိုလို့ရှိရင်နော်ဘုရားသခင်ကကျမတို့ကိုသူ့ရဲ့ဘုန်းကိုမြင်တွေ့ခွင့်ပေးတယ်ဒါပေမဲ့လို့ကျမတို့ကိုတကယ်ပဲအတွင်းခန်းထဲမှာနော်တေချာလေးဝှက်ထားပေးလေရှိတယ်နော်ဒီအရာကိုကျမတို့သိထားဖို့လိုအပ်တယ်။ဒါကြောင့်မို့လို့ဘုရားသခင်အတွင်းဆုံးခန်းထဲဝင်တဲ့အခါမှာဘုရားသခင်ရဲ့ဘုန်းတော်နဲ့ထိတွေ့ခွင့်မြင်တွေ့ခွင့်ရမှာဖြစ်ပြီးတော့မှကျမတို့ရဲ့လုံခြုံရာကွဲကရာဌာနလည်းအဲ့ဒီနေရာပဲဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့သဘောပေါက်ရမယ်။နော်ဒါကြောင့်ဒီအရာကဘာကိုဆိုလိုနေတာလဲဆိုလို့ရှိရင်ဒီမောရှေကိုကြောက်ကြားထဲမှာဝှက်ထားတယ်ဆိုတဲ့အရာလေးကပေါ့နော်။ယေရှုခရစ်ဒီဟူသောကြောက်ပေါ်မှာရပ်တည်ပြီးတော့မှယေရှုခရစ်ရဲ့အထဲထဲမှာဝှက်ထားခြင်းခံရဖို့ဆိုတဲ့အရာကိုဆိုလိုနေတာလည်းဖြစ်တယ်။ဒါကျမတို့ကမိမိကိုယ်ကိုဘုရားရဲ့အထဲထဲမှာဝှက်ထားခြင်းကိုခံမှာဒီအရာကရန်အပေါင်းတို့ရဲ့နော်ပုံရှောင်ရာဌာနအလုံးခြုံဆုံးနေရာဌာနဖြစ်တယ်လို့လေကျမတို့ကိုဘုရားသခင်ကဆိုလိုတာဖြစ်တယ်တော့တခြားကျမတို့ဒီနေ့မှာဘုရားသခင်ရဲ့ဘုန်းတော်ထဲမှာဝှက်ထားခြင်းကိုခံမှာဘုန်းတော်ကိုစာငတ်ဖို့ရန်အတွက်အရေးကြီးတယ်နော်တစ်ပေအခန်းကြီးနဲ့အငယ်9နဲ့6မှာပြောထားတယ်။နော်ထိုကြောက်ကိုအမိပြုသောသူသည်ရှက်ကြောက်ခြင်းမရှိနိုင်ရတဲ့။အဲကြောင့်ထိုကြောက်ကိုဆိုတဲ့ဒီယေရှုခရစ်တော်ဒီဟူသောကြောက်ကိုအမိပြုထားတဲ့သူကရှက်ကြောက်ခြင်းမရှိဘူး။နော်ကျွန်တော်အပေါ်မှာပြောထားလို့ပဲခုနကပြောထားလို့ပဲပေါ့နော်။ရှက်ကြောက်ခြင်းဆိုတဲ့အရာကဘုန်းတော်ထဲမှာလုံးဝကွယ်ပြောက်နေတာဖြစ်တယ်။ဘုန်းတော်ရှိရဲ့လူကရှက်ကြောက်ခြင်းလုံးဝမရှိဘူးဖြစ်တယ်။နော်ဒါကြောင့်ကျမတို့ဒီနေ့မှာဘုန်းတော်ကိုစာငတ်ပါဆိုတော့ဘုန်းတော်ထဲမှာကျမတို့ဘယ်လိုမျိုးအဝှက်ခံမလဲနော်ဘုရားသခင်ကျမတို့ကိုဘယ်လိုမျိုးဝှက်ပေးထားမလဲဆိုလို့ရှိရင်ကျမခုနကပြောသလိုပဲဘုရားသခင်နဲ့တည်တဲ့အချိန်ယူဖို့ရအတွက်လိုအပ်တာဖြစ်တယ်နော်ဒီလိုဆိုတဲ့အခါမှာတရားဟောချက်တွေပဲနားထောင်ခွန်အားယူနေတဲ့အရာကဘုရားသခင်နဲ့တည်တဲ့အချိန်ယူရဲလို့ပြောလို့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီအရာကဝိညာဉ်အစာစားသုံးနေတဲ့အရာဖြစ်တယ်နော်ဒါကြောင့်ကျမတို့ဘုရားသခင်နဲ့အတူကအချိန်ယူဖို့ဆိုလို့ရှိရင်နော်ဘုရားသခင်အထဲမှာဝှက်ထားခြင်းကိုခံကျင်တယ်ဆိုလို့ရှိရင်ဆုတောင်းခြင်းချီးမွမ်းကိုးကွယ်ခြင်းကသာအထီးရောက်ဆုံးဖြစ်တယ်လို့ကျွန်မကတော့အားပေးခြင်းတယ်။ဒါကြောင့်ဒီနေ့ကျွန်မတို့ဆုတောင်းမှာချီးမွမ်းကိုးကွယ်ခြင်းကိုပြုလုပ်ပါ။နော်သင်ရဲ့ပတ်ဝန်းကျင်လေးထုကိုလည်းပြောင်းလဲစေမှာဖြစ်တယ်လို့ဒီနေရာမှာသင်ဟာဘုရားရဲ့ဘုန်းတော်နဲ့ပြည့်ဝခြင်းကိုရရှိမှာလည်းဖြစ်တယ်လို့ဘုရားသခင်ရဲ့ဘုန်းတော်နဲ့ဖြည့်ခြင်းကိုလည်းသင်ရဲ့ပတ်ဝန်းကျင်သင်ရဲ့လေထုဒီအရာတွေအားလုံးကလည်းရရှိမှာဖြစ်တယ်။နော်သင်ဟာတနည်းအားဖြင့်ဆိုရလို့ရှိရင်ဘုန်းတော်ရဲ့နယ်ပယ်ထဲမှာနေထိုင်ရတဲ့အရာသာကိုသင်ခံစားရမှာဖြစ်တယ်။နော်ဒါကြောင့်ကိုးကွယ်ခြင်းချီးမွမ်းခြင်းနော်သူတစ်ပါးအတွက်ဆုတောင်းပေးခြင်းဆိုတဲ့အရာကိုပြုလုပ်ပါဒီအရာကဘုရားသခင်နှစ်သက်တဲ့အရာဖြစ်တယ်ကိုစားပြုဆုတောင်းနေဆိုတဲ့အရာကယစ်ဘရောဟိတ်မင်းပဲအတွင်းဆုံးခန်းထဲမှာဝင်ပြီးတော့မှလှုပ်လို့ရတာဖြစ်တယ်။ရောက်သင်ဟာဒီနေ့မှာအတွင်းဆုံးခန်းထဲကိုဝင်ပြီးတော့မှသူတစ်ပါးရဲ့ကိုစားအပြစ်တွေကိုဝင်ချတောင်းပန်ပေးပါ။သင်ရဲ့မိသားစုကိုစားအပြစ်တွေကိုဝင်ချတောင်းပန်ပေးပါ။နိုင်ငံနဲ့လူမျိုးတို့ရဲ့အပြစ်တွေကိုကိုစားပြုဝင်ချတောင်းပန်ပေးပါ။ဒီလိုသင်လှုပ်ဆောင်ခြင်းအပြင်သင်ဟာတကယ်ကိုဘုရားသခင်မျက်မှောက်တော်အစစ်မှန်ကိုရရှိမှာဖြစ်တယ်။ဘုန်းတော်နဲ့ဖြည့်ပေးခြင်းကိုရရှိမှာဖြစ်တယ်။ဒါကြောင့်ဒီလိုမျိုးလုပ်ဖို့ရန်အတွက်ဘုရားသခင်ကဒီဗိမာန်တော်ရဲ့ကလကာကိုဟိုအထက်ဆုံးကနေအောက်ဆုံးအထိခွဲပေးခဲ့ပြီးပြီဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာကျမတို့ဘုရားသခင်ကကျမတို့ဘယ်လိုမြင်လဲဆိုလို့ရှင်သင်တို့မူကားမှောင်မိုက်ထဲမှာအံ့ဘွယ်သောအလင်းတော်သို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယေဘရဟိတ်မျိုးတန့်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏အာမင်ဒီအရာကကျမတို့စီးစိမ်ကြွယ်ဝချမ်းသာဖို့ရန်အတွက်အော်ဟစ်ပြီးတော့မှကြွေးကြော်ဝန်ခံနေရမယ့်အရာမျိုးမဟုတ်ဘူးတကယ်ကိုယက်တည်ရမယ့်အရာဖြစ်တယ်မင်းစီးစိမ်ရှိတဲ့ယေဘရဟိတ်မျိုးအဖြစ်ကျမတို့ကလိုချင်ပေမဲ့ကျမတို့လိုချင်တာယေဘရဟိတ်အရာမဟုတ်ဘဲနဲ့မင်းစီးစိမ်ရှိတဲ့အရာကိုပဲလိုချင်နေဆိုလို့ရှိရင်တော့လွဲနေပြီ။နောက်တစ်ချက်ဒီနေ့မှာယေဘရဟိတ်လိုမျိုးသူများရဲ့ကိုယ်စားအပြည့်ဝင်ချတောင်းပန်ပေးပါ။တန့်ရှင်းတဲ့လူမျိုးဖြစ်တဲ့အတွက်ဘုန်းတော်ကိုတည်ဆောင်ပြီးတော့မှတန့်ရှင်းတဲ့လူဖြစ်မှတ်တရပါ။ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်တဲ့ဆိုတဲ့အတိုင်းဘုရားသခင်နဲ့လူကြားထဲမှာတော့မိတ်ဆွေကဲ့သို့ဂျားဝင်တောင်းလျှောက်ပေးပါ။
ရောက်ဒီလိုခွဲခန့်ခြင်းမျိုးကိုဖျားသခင်ကယုံကြည်သူတိုင်းကိုပေးအပ်ထားတာဖြစ်တယ်။ဒါကြောင့်ဝိညာဉ်နဲ့စစ်ပြိုင်တတ်တဲ့ကိုယ်ကာယတတ်မှတ်ခြင်းတွေကိုရှောင်ကျဉ်မှာကျမတို့ကလောကမှာခဏပဲနေရမှာဖြစ်လို့လောကရဲ့အရာတွေကိုမဆွဲလန်းဖို့မတတ်မိဖို့အရေးကြီးတာဖြစ်တယ်။နောက်မယုံကြည်သူတွေရှေ့မှာပုံသက်တွေကောင်းကိုပြပြီးတော့မှဖျားသခင်ဘုန်းတော်ကိုထင်ရှားစေဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ရောက်ဒီနေ့မှာကျမတို့ကိုထာဝရအသက်ရဖို့ယေရှုခရစ်တော်ကလှုပ်ပေးပြီးသွားပြီ။ထာဝရကာလအတွက်ကိုတော့ကျမတို့ကိုယ်တိုင်ဆက်ပြီးတော့မှလှုပ်ဆောင်ဖို့အတွက်အရေးကြီးတာဖြစ်တယ်။သင်ဆိုင်တဲ့အတိုင်းသင်ရိတ်ကမှာဖြစ်တယ်။ရောက်ဒီနေ့မှာဘုန်းတော်ထဲမှာနေပါဘုန်းတော်ကိုတာ၍ဆာငတ်ပါဘုန်းပြောက်သွားသောသူမဖြစ်ပါစေနဲ့အတူတကွဆုတောင်းရအောင်ဖဖျားသခင်ကိုရောဘုံရှိတဲ့အရက်အတွင်းဆုံးခန်းထဲမှာကျွန်တော်နေပါမယ်ကျွန်တော်ကိုအတွင်းဆုံးခန်းထဲမှာခေါ်ပြီးတော့မာနေရချတော်မူပါကိုရောဖျားဗိမာန်တော်ကလကအထက်ဆုံးနဲ့အောက်ဆုံးတိုင်ကိုရောဖျားခွဲပေးခဲ့ပြီလို့ယေရှုတော်ကိုချီးမွမ်းတယ်ဒီနေ့ဘုံပြောက်သွားသောကျွန်တော်တို့ရဲ့အသက်တာဘုံနဲ့ပြန်လဲမှပြေဝခွင့်ရရှိပြီလို့ယေရှုတင်တယ်ကိုရောဖျားကိုရောဝိညာဉ်ဒီကျွန်တော်အပေါ်မှာတည်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်ထ၍လင်းပါမယ်ကဲပဲလူမျိုးအပေါင်းတို့ကကိုရောဘုံတော်မြင်တွေ့နိုင်စေပါမိအကြောင်းကျွန်တော်ထ၍လင်းပါမယ်ကိုရောဖျားကျွန်တော်ကိုတာ၍ဆွဲခေါ်တော်မူပါကိုရဲ့ဘုန်းတော်ကိုစာငတ်ပါတယ်လောကအရာတွေတက်မှတ်ခြင်းဆွဲဆောင်မှုရဲ့နောက်ကိုကျွန်တော်မလိုက်ပါသွားစေဘဲနဲ့ဟိုဒီနေ့မှာကိုရဲ့ဘုန်းတော်ထဲမှာတာ၍နှိမ့်မြုပ်ပါမယ်တာ၍ကိုရဲ့ဘုန်းတော်နဲ့ဖြည့်ပေးပါဝိညာဉ်တော်ဖျားကျွန်တော်ကိုဆွဲခေါ်တော်သင်လန်းပြပါဟာလေလုယာကိုရဲ့ဘုန်းတော်သာဖြစ်စေပါယေရှုတော်ကိုချီးမွမ်း၍ယေရှုဖျားနာမအမည်ပြု၍ဆုတောင်းဆက်ကပ်ပါ၏အာမင်